ကဲချင်းကြီးကိုအားလုံးပဲမင်္ဂလာပါဗျဟုတ်ကဲ့ပါကျွန်တော် TikTok ကိုကြည့်ရှုစောင့်မျှော်နေကြတဲ့ချင်းကြီးကိုအားလုံးပဲမင်္ဂလာပါဗျစวัสดีครับဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တို့စနေနေ့ညပွဲကြိုသုံးသက်မှုလေးပဲဖြစ်ပါတယ်ခင်ဗျဒီပွဲကြိုမသုံးသက်ခင်မှာကျွန်တော်ရဲ့ TikTok လေးကို like and follow လေးလုပ်ပြီးတော့ကြပါအောင်ချင်းကြီးကိုနော်ဟုတ်ကဲ့မနေ့ကဆိုတော့အဆင်ပြေမယ်တင်နဲ့ချစ်ကိုတို့ဘုံမောင်းနဲ့မန်ယူကျွန်တော်မန်ယူ body နဲ့sorryဘုံမောင်း body နဲ့ကျွန်တော်မန်ယူကိုဖို့ပေးခဲ့တာပါချစ်ကိုတို့နော်အဲ့တော့ comment တွေမှာအောက်မှာရှောက်ရေးနေဗျာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဟုတ်ကဲ့ဒါပြောပြတာပါဗျဟုတ်ကဲ့ပါမနေ့ကလည်းကျွန်တော်တပွဲကောင်းမှဆိုရင်အဆင်ပြေမယ်ဗျပြင်သစ်လီဝမ်နဲ့ကျွန်တော်လမ်းကို body ပေးခဲ့တာပါချစ်ကိုတို့နော်ကျွန်တော်ရဲ့ဒီ Telegram မှာ join ရဲ့ချင်းကြီးကိုတွေ join ထားလို့ရပါတယ်ဗျချင်းကြီးကိုတို့နော်ဟုတ်ကဲ့ပါဆိုတော့မနေ့ကလည်းအဆင်ပြေကြမယ်ကျန်တဲ့လီပွဲစဉ်တွေအများကြီးကျွန်တော်ပေးခဲ့တာနေ့ကလည်းမနေ့9နာရီရရင်ည2နာရီ3နာရီလောက်ထိကျွန်တော်နေပေးခဲ့တာပါချစ်ကိုတို့အကောင်းဆုံးတော့စူးစမ်းပေးထားပါတယ်ဗျချင်းကြီးကိုတို့နော်ဟုတ်ကဲ့ပါဒါပြောပြတာပါဗျချင်းကြီးကိုနော်ဟောဒီနေ့မှဆိုရင်တော့ကျွန်တော်တို့စနေနေ့မှဆိုလည်းပွဲစဉ်တွေအများကြီးကျန်တဲ့ပွဲစဉ်လီတွေကိုကျွန်တော်ရဲ့ဒီ feature နဲ့မှာတင်ပေးထားတယ်ဗျချင်းကြီးကိုတို့နော်ဟောဒီနေ့မှဆိုရင်ကျွန်တော်ဘန်ဟမ်မြူနစ်နဲ့ယူနီပါလီယန်ပွဲလေးပဲပွဲကြိုသုံးသက်ပေးမယ်ဗျချင်းကြီးကိုတို့နော်အစောမနေ့ကတော့ကျွန်တော်ချက်စီပွဲsorry လီဗာပူးဒီပွဲတင်ပေးထားပါတယ်ဗျချစ်ကိုချင်းကြီးကိုတို့နော်ဒါပေမဲ့အကြိုက်တူမှကစားလို့ရတာပါဗျအကြိုက်မတူရင်လည်းချင်းကြီးကိုတို့အဆင်ပြေတယ်လို့ကစားလို့ရပါတယ်ချင်းကြီးကိုတို့နော်ကျွန်တော်ကတော့ပြောလို့ရှိပါတယ်ကျွန်တော်ရဲ့ဒီဘောလုံးပွဲမကန်ခင်မှာနိုင်ခွဲလို့တနိုင်လို့မှာတင်ပေးလို့ရှိပါတယ်ချင်းကြီးကိုတို့နော်ဟုတ်ကဲ့တစ်ချက်ကြည့်မယ်ကျွန်တော်ဘန်မီနစ်ကလက်ရှိရမဲ့69မှတ်နဲ့အဆင့်1မှာဆိုတော့ဘလို့ပဲဖြစ်ဖြစ်ချန်ပီယံရဖို့ကများသွားပါပြီချစ်ကိုဆိုတော့ဒေါ်မွန်ကသူ့ရဲ့အဆင့်2မှာဆိုရင်ဒေါ်မွန်58မှတ်6မှတ်ပဲကွာဟာတာတော့ဘန်မီနစ်ဦးတင်နဲ့ချန်ပီယံလိမှာဆိုလဲကျွန်တော်ဘန်မီနစ်ပဲပေးခဲ့တာပါဘော်ဒီချစ်ကိုအက်တလန်တာနဲ့4-1နဲ့ပြီးတယ်ဟုတ်ကဲ့အဲ့ဆိုတော့တစ်ချက်ကြည့်မယ်ဆိုလိုတာကကျွန်တော်ဘန်မီနစ်ဘလို့ပဲဖြစ်ဖြစ်သူနိုင်အောင်မှာပဲချစ်ကိုချင်းကြီးကိုတို့မြင်တွေ့ရမှာပါဘန်မီနစ်ခြေစံပိုင်းကောင်းလားမကောင်းဘူးလားဆိုတာနော်ပွဲတိုင်းလူဂိုးပေါ်တယ်ဘော်ဒီရတယ်ဒါပေမဲ့အရှင်တစ်ပတ်ကတော့လီဗာပူးစင်နဲ့1-1အဲ့တော့ကျွန်တော်မပေးခဲ့ပါဘူးသူ့ရဲ့အကျော်ပေးထားတာလေးကိုအကြိုက်မတွေ့မိလို့ကျွန်တော်မပေးခဲ့တာပါချစ်ကိုနော်ဟုတ်ကဲ့တစ်ချက်ကြည့်မယ်ဆိုတော့ယူနီပါလီယာလည်းဒီရမတ်30မှတ်နဲ့အဆင့်9မှာဆိုတော့ဒီတူလီမှာဆိုရင်အနိုင်ရလက်နဲ့အရှုံးရလက်ကများနေတယ်ချစ်ကိုယူနီပါလီယာကြောက်ကြည့်မယ်ဘလို့ပဲဖြစ်ကျွန်တော်ဘန်ပဲရွေးချယ်ရမှာပဲမတက်နိုင်ဘူးချစ်ကိုနော်ဆိုတော့ဘန်မီနဲ့လက်ရှိကန်လာတဲ့ဒီ6ပွဲမှာလဲ9ပွဲအကို9ပွဲမှာဂိုးဘော်တွေကြီးပဲချစ်ကိုဂိုးဘော်တွေကြီးပဲဘလို့ပဲဖြစ်3-1 4-1 5-1ဒီလိုပဲအမြဲတမ်းသွားနေတာဘန်မီနစ်ကိုဘတ်မကန်ရဲဘူးဗျချစ်ကိုနော်ဟုတ်ကဲ့ဆိုကြည့်မယ်အကျော်ပေးထားတာဆိုရင်ဘန်မီနစ်အကျော်ပေးလာတာဆိုရင်နှလုံး90ရှုံဘော်ဒီအကျော်ပေးထားတာကိုဘော်ကြော်ပေးထားတာဆိုရင်4လုံး80စာချစ်ကိုဘယ်လိုပဲဖြစ်ကျွန်တော်ကတော့ဘယ်မိနစ်ပဲရွေးချယ်ရမှာပဲမတက်နိုင်ဘူးချစ်ကိုနော်ဘယ်မိနစ်ပဲကျွန်တော် body နဲ့ကိုဘော်ပဲရွေးချယ်မယ်ဗျ body နည်းနည်းကြောက်ရင်တော့ရှောင်ပါဗျကျွန်တော်ကတော့ body နဲ့ကိုဘော်ပဲရွေးချယ်ပေးရမှာပဲချစ်ကိုနော်ဒါပေမဲ့ကျွန်တော်လက်ရှိပေါ်တော့ကြော်ပေးထားတယ်တကယ်လို့အပြောင်းလဲတွေရှိတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီ channel မှာပေးချင်မှလည်းပေးမှာပါချစ်ကိုနော်ဟုတ်ကဲ့ပါ YouTube မှာလည်းတင်ပေးထားပါတယ်ကိုဆို support channel သူရှာလိုက်လို့ရပါတယ်ဗျချစ်ကိုနော်ကိုဆိုရဲ့အမာခံချင်းကြီးကိုတွေရလက်ကောင်းတွေပိုင်ဆန်နေပါစီလို့ကျွန်တော်ကိုဆိုကစုမကောင်းတောင်းပေးလိုက်ပါတယ်ဗျချစ်ကိုတို့နော်